ငိမ့်ထွန်းလို့ခေါ်လိုက်တဲ့အောင်ပါကျုပ်ငိမ့်ထွန်းမဟုတ်ကျုပ်နဲ့စိုးထိုင်မိုက်တဲ့ရမ်းတဲ့နေရကြိုက်ရဆမ်းပါဆိုမင်းပြက်တော့လေသိရတယ်လုံးနေတော့ငိမ့်ထွန်းတို့စက်နေရတော့မင်းဝေးထားတယ်ခေးမှလေးပေါ့သူတခင်ဖြစ်တဲ့ငိမ့်ထွန်းနဲ့ဥပတက်ကလည်းလူမှအနာကခံခဲ့တယ်အဲ့ဒီသူ့မလေးပေါ်ကြီးကငိမ့်ထွန်းအယောင်ဆောင်ထားတယ်မင်းတို့မှကြီးဖြူဖြူနဲ့အနာကခံနေကြရတို့ကမတင်တာဖြစ်ဒါချီလေးကငါအဆက်တည်းစုံစမ်းလိုက်တော့ဒါချီလေးကဒူမက်ဆူထိုက်တေးတာကြားရရဲ့ကဲမပါညုံညင်းလို့မရတော့လေညင်းတော့ဟုတ်တယ်ကျုပ်ရင်းထုတ်စစ်ခင်ဗျားဘာလို့ချင်ပြောအဲ့ဒါမျိုးမှငါတို့ကချက်သူ့ဒီကိုယ်ဒီဘွဲတော့ဘွဲလိုက်